မင်္ဂလာပါပရိသတ်ကြီးရေအခုတင်ဆက်ပေးမယ့်အနုပညာရှင်တူကတော့ဆွဲဆောင်ရဟာတလူရှင်တော်တရုတ်ဆောင်ဦးမိုးဒီရဲ့ဘဝတစည်းတစောင်းအကြောင်းအရာများကိုစုံစုံလင်းလင်းနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ဦးမိုးဒီကိုအဖဦးဟန်တင်အမိဒေါ်ခင်မြင့်တို့က1948ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာဟင်္ဒရာမြို့စံခါရန်ရက်ကွက်မှာမွေးဖွားအောင်မြင်ခဲ့ပါတယ်။အမည်ရင်းကတော့ဦးတန်းထွန်းလို့ခေါ်တင်ပါတယ်။ချစ်ခင်ကြတဲ့သူတွေကတော့တန်းထွန်းလေးလို့ခေါ်ကြပါတယ်။မွေးချင်းသုံးဦးထဲမှာအငယ်ဆုံးဖြစ်ပြီးတော့အထက်ကတက်ဟင်္ဒရာမှာတတ္တမာရန်အထိပညာလေးလာသင်ကြားခဲ့ပါတယ်။အသက်14နှစ်ရောက်တဲ့အချိန်မှာတော့ပွဲကြည့်ရင်းနဲ့ပန်ထရာဂျီလင်ဆက်အဖွဲ့ကိုလိုက်ပါဝင်ရောက်ခဲ့ပြီးတော့မီထိုးသမားအဖြစ်တရက်ကို2ကြက်ရရှိက9နှစ်ကျော်မြလောက်ကင်ခဲ့ပါတယ်။အိမ်နောက်မှာဇမင်းသမီးမအေးကျွယ်နဲ့အကြောင်းပါပြီးတော့လက်ထပ်ခဲ့ကြပါတယ်။အသက်20အရွယ်ရောက်တဲ့အချိန်မှာတော့ရွှေမန်းကျော်အောင်ဇက်ကိုပြောင်းရွှေ့ခဲ့ပြီးတော့မီထိုးသမားအဖြစ်လုပ်ကိုင်နေလူရှင်တော်ဘဝကိုရောက်ရှိခဲ့ပါတယ်။အဲ့ဒီအချိန်မှာလူရှင်တော်ရဲ့နာမည်ကတော့မိုးဒီဆိုတဲ့နာမည်ပါ။ရွှေမန်းကျော်အောင်ဇက်မှာတစ်နှစ်ခွဲမျှကြာအောင်စိတ်မာတင်ဇက်ကိုပြောင်းရွှေ့ခဲ့ပြီးတော့ဇက်စရာရဲ့ကြော်ညာမှားရွှင်ရိုက်ကူးခဲ့ရမှာမိုးထီဆိုပြီးတော့နာမည်တွင်ခဲ့ပါတယ်။3နှစ်အကြာမှာတော့ခင်မာကျူအငိမ့်အဖွဲ့ကိုပြောင်းရွှေ့ပြီးတဲ့နောက်မှာမိုးဒီဆိုပြီးတော့ခေါ်တွင်လာခဲ့ပါတယ်။အဲဒီအငိမ့်အဖွဲ့မှာ4နှစ်ကျော်များကပြပြီးတဲ့နောက်မှာစိတ်မာတင်မှာခိတခဏပြန်လေကပြဝင်ရောက်ခဲ့ပါသေးတယ်။အဲဒီနောက်ခင်မာကျူအငိမ့်အဖွဲ့မှာ1နှစ်ကျော်များကပြဖြော်ပြီးတဲ့နောက်မှာတော့အငိမ့်လောကကနေအနားယူခဲ့ပါတယ်။အိမ်နောက်မှာတော့စိတ်မာတင်ဇက်အဖွဲ့ကိုပြန်လည်ဝင်ရောက်ပြီးတဲ့နောက်မှာပြဆက်မင်းသားဒုတင်ထေးနဲ့တွဲဖက်ရွှေကပြဖြော်ပြေးခဲ့ပါတယ်။ဒုတင်ထေးထွက်သွားပြီးတဲ့နောက်မှာစိတ်မာတင်ဇက်မှာမုံဝင်းဇက်ဖြစ်လာခဲ့ပါတယ်။မုံဝင်းဇက်မှာဦးမော့စ်နဲ့အတူ10နှစ်ကြာကပြခဲ့ပါတယ်။အိမ်နောက်ဦးတင်မြင့်စာရေးဆရာမောင်စိတ်တမော့စ်တို့နဲ့တွဲဖက်ပြီးတော့တင်မုံဝင်းဇက်ကိုတည်ထောင်ခဲ့ပါတယ်။3နှစ်အကြာမှာမိုးဒီမော့စ်ကျွန်တော်တပင်းဆိုတဲ့အမည်နဲ့တခြားဇက်တစ်ခုကို1နှစ်ကြာများတည်ထောင်ခဲ့ပါတယ်။အဲဒီနောက်မှာဦးစိန်ရိုးနဲ့တွဲဖက်ပြီးတော့ရန်ကုန်သိန်းနိုင်အမည်နဲ့ဇက်တစ်ခုကိုတည်ထောင်ခဲ့ပြန်ပါတယ်။ဦးမိုးဒီကလူရှင်တော်ဟာသားတရုတ်ဆောင်တူဖြစ်ပြီးတော့ကျွန်တော်တပင်းတင်မိုးဝင်းမှာလူရှင်တော်မော့စ်နဲ့တွဲဖက်ပြီးတော့နာမည်ကျော်လာခဲ့သူလည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့အရှိရှည်နဲ့အရှုပ်တော်ပုံမင်္ဂလာဦးညအစရှိတာတွေကိုဇက်မှာကပြရာကနေပြီးတော့ဇလန်းတွဲတွေထဲပါခေါ်ရရင်နဲ့ရုပ်ရှင်လောကတွေကိုစတင်ဝင်ရောက်လာခဲ့ပါတယ်။2010ခုနှစ်မှာရုပ်ရှင်ဇာတ်ကားကြီးပေါင်း80ကျော်ဗီဒီယိုဇာတ်ကားပေါင်း200ကျော်တို့မှာပြည်ပြင်းစွာနဲ့ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။2009ခုနှစ်မှာတော့90စာသားလိမ့်မယ်ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနဲ့အကောင်းဆုံးဇက်ပို့ဆုနဲ့အကယ်ဒမီဆုကိုစုခူးရရှိခဲ့သူပဲဖြစ်ပါတယ်။အကယ်ဒမီမရခင်တုန်းကဖြစ်ခဲ့တဲ့အမှတ်တရလေးတွေကိုလည်းပြောပြထားခဲ့သေးပါသေးတယ်။အကယ်ဒမီနဲ့ပတ်သက်လို့အစွဲလန်းသိမ့်မကြီးခဲ့ပေမဲ့ဘေးနေမိခဲ့ဘူးလေ။ကျွန်တော်လည်းအမှန်တိုင်းပြောရရင်ဘေးနေကိုသိမ့်မရှုံခဲ့ဘူး။ဒါပေမဲ့အနုပညာရှင်တွေကဦးမိုးဒီတို့ရိုက်ထားတဲ့ဇာတ်ကားတော်တော်ကောင်းတယ်။ဒီဇာတ်ကားတင်မှာပါနိုင်တယ်လို့ပြောခဲ့ကြတယ်။အဲဒီနောက်ပိုင်းမှာအနုပညာရှင်အတိုင်းဝိုင်းကနေပြောကြတယ်။ဦးမိုးဒီတကယ်ရရှိခဲ့ရင်မရခင်အချိန်တုန်းကစိတ်ကိုတတ်နိုင်သလောက်ရှော့ခိုင်းညတကယ်လို့မရခဲ့ရင်လည်းစိတ်ကိုအဆုံးထိရှော့ခိုင်းထားခဲ့ကြဆိုပြီးတော့အကယ်ဒမီပွဲတက်တဲ့အချိန်ကိုရှိမှအကယ်ဒမီရမယ်ဆိုပြီးတော့မှန်းထားကြပေမဲ့မရတဲ့အခါမှာစိတ်တွေတိုးဒေါသတွေထွက်နေခဲ့တာမြင်မှုခဲ့တော့စိတ်ကိုအတက်နိုင်ဆုံးအဆုံးထိရှော့ပြီးတော့ထိုင်နေရင်းနဲ့အကောင်းဆုံးအမျိုးသားဇက်ပို့စုကြော်ညာတဲ့အချိန်မှာတော့တသားစားချင်တာစားလို့ရပြီဆိုတဲ့လူကြီးရသွားပါတယ်ဆိုတဲ့အခါမှာဝမ်းသာလုံးဆိုပြီးတော့စင်မော်တက်ပြီးတော့စုယူခဲ့တဲ့အချိန်လေးကတော့တကယ်ကိုအမှတ်တရရှိခဲ့တဲ့အချိန်လေးပါပဲလို့ရှင်းဖွင့်ပြောကြားခဲ့ပါတယ်ရှင်။ပရိသတ်ကြီးတို့ရေရန်ကုန်မှာဖြတ်တန်းခဲ့ရတဲ့နှစ်90ကျော်ကာလအတွင်းမှာသားသမီး4ယောက်ထွန်းကားခဲ့ပြီးတော့အနုပညာအလုပ်တွေကိုစူးစမ်းလုပ်ကိုင်ခဲ့ရတဲ့ဆွေစုံညအနုပညာရှင်ကြီးတူဆိုလည်းမမှားပါဘူး။ဟာတာလူရှင်တော်တရုတ်ဆောင်ဦးမိုးဒီရဲ့ဖြတ်တန်းခဲ့ရတဲ့ငယ်ဘဝကနေစတင်လို့အကယ်ဒမီရရှိခဲ့တဲ့အတွေ့အကြုံတွေကိုအခက်အခဲတွေကိုကြော်ဖြတ်ရင်းနဲ့အောင်မြင်မှုတွေရရှိခဲ့တဲ့ဝိုင်းအနုပညာရှင်တူပဲဖြစ်ပါတယ်။အချိန်ပေးပြီးတော့အခုလိုခန်းစားကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တူချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါရရှင်။မင်္ဂလာရှိတဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ပါစေလို့ကျမတို့ရဲ့အဖွဲ့သားတွေကဆုမော်ကတောင်းပေးလိုက်ရပါတယ်ရှင်။အသေးအသေးသောအကြောင်းအရာတွေကိုတိုင်းနှစ်သက်ရာကဏ္ဍလိုက်ရွေးချယ်လေ့လာနိုင်မယ့်သင်ယူပါကနေကြိုဆိုလိုက်ပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်ဗီဒီယိုအသစ်တွေကိုအရင်ဦးဆုံးကြည့်ရှုနိုင်ဖို့ YouTube channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုလည်းတီးခဲလိုက်ပါ